အမွေဆက်ခံခွင့်မရှိတဲ့သူတွေကဘယ်လိုလူတွေလဲအားလုံးပဲမင်္ဂလာပါကျမကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့နေဒေါ်ချစ်ချစ်စံဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရှိပါတယ်ဒီနေ့ကျမဆွေးနွေးပေးချင်တဲ့အကြောင်းအရာလေးကအကြမ်းမြင့်နေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးအကြောင်းကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်အကြမ်းမြင့်နေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးကဘယ်လိုလူတွေလဲဆိုရင်တော့နံပါတ်1ကတရားဝင်သားသမီးရှိရင်တရားမဝင်တဲ့သားသမီးကအမွေဆက်ခံခွင့်မရှိပါဘူးအဲ့လိုပဲတရားဝင်မြေးရှိရင်တရားမဝင်တဲ့မြေးကအမွေဆက်ခံခွင့်မရှိပါဘူးနံပါတ်2ကတော့လင်မယားကွာရှင်းချိန်အဖေနဲ့လိုက်ပါသွားတဲ့သားသမီးဟာအမေထံကနေအမွေဆက်ခံခွင့်မရှိပါဘူးဒါပေမဲ့တခုရှိတာကအမေနဲ့အဆက်အသွယ်မပြတ်သားသမီးတို့ရဲ့ပြုဖွယ်ရာဝတ္တရားတွေကိုဆောင်ရွက်နေရဆိုရင်တော့အမေထံကနေလည်းအမွေရခွင့်ရှိပါတယ်နံပါတ်3ကတွာနုတ္တရသားသမီးခွေးနဲ့တူတဲ့သားသမီးမိဘကိုရန်သူတပွဲဆက်ဆံတဲ့သားသမီးဟာအမွေရခွင့်မရှိပါဘူးနံပါတ်4ကမွေးစားခံရတဲ့သားသမီးမွေးစားခံရတဲ့သားသမီးဟာမွေးစားမိဘထံကနေအမွေရခွင့်ရှိပေမဲ့မိရင်ဖရင်ထံကနေတော့အမွေရခွင့်မရှိပါဘူးနံပါတ်5ကယဟန်တော်တွေကသူတို့ရဲ့ဆွေမျိုးထံကနေအမွေရခွင့်မရှိသလိုသူတို့ရဲ့ဆွေမျိုးတွေကလည်းယဟန်တော်ထံကနေအမွေရခွင့်မရှိပါဘူးဖိုးသူတော်တွေတီလာရှင်တွေကတော့တာမန်လူတွေနီးတူအမွေရခွင့်ရှိပါတယ်ညီကျမဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာလေးကအကြမ်းမြင့်နေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးအကြောင်းကိုဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျမသက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်